ကျွန်တော်ဒီနေ့ဒီကျူစီရတဲ့အိမ်ကုန်အကြီးအစ်စ်ကလေးတစ်ခုတော့ပြပေးမလို့ဟိုဟာသူကကြတော့အရင်ကျွန်တော်တို့အသွင်းတဲ့အိမ်ကုန်လေးပေါ့တစ်မျိုးနဲ့ကျွန်တော်နည်းနည်းဟိုလို့အရင်တော့ကျွန်တော်တို့ဒီဈေးကွက်မှာအများဆုံးရတာဆိုဒီလိုပုံစံလေးပေါ့ဒီပုံစံကကြတော့သူကဘယ်လိုလဲဆိုတော့အတွင်းထဲမှာဘက်ထရီ8လုံးထည့်လို့ရတယ်18650 8လုံးဟိုသူကကြတော့ဟို service နဲ့ပေါ့ support တွဲထည့်မှာရတဲ့အိမ်ပေါ်မျိုးဒါမျိုးကတော့ကျွန်တော်ဈေးကွက်မှာကြာပြီ IP5356 IC နဲ့လေဒီ IC လဲတော်တော်များများသိကြတယ်သူကလည်းကျူစီရတဲ့ IC ပေါ့နောက်တော့ကောင်းတာကြသူကကြတော့အဓိကဒီမှာသူ့ရဲ့display ပြတဲ့ဟာလေးပါသူက ampere လေးပါမြင်ရတာမျိုးရှိတယ်အရင်တော့ဟာလေးပေါ့သူကတော့ဒီကျူစီတစ်ပေါက်ရတယ်နော်ကျူစီတစ်ပေါက်ရတဲ့ပေါက်လေးဒီဟာလေးကဟိုးရင်ကလေးကလည်းဒါတော်တော်များများသုံးနေကြတဲ့အိမ်ကုန်ကြီးတွေအားလုံးနဲ့ပြည်ပြီးသားပုံစံမျိုးလေးပေါ့သူကကြဒီလိုလာတယ်သူရဲ့ accessory လေးတွေဒီမှာတိုင်ခွဲအုပ်တဲ့ဟာလေးတွေနဲ့ပိတ်ကလေးနဲ့ဒါမျိုးလာနော်နောက်ထပ်အခုကျွန်တော်ရှိဒီအသက်ရောက်လာတဲ့အိမ်ကုန်ကကြတော့ဘယ်လိုလဲဆိုတော့သူကကြတော့တခါလေသူက16550တန်းထဲလို့ရသွားပြီဟိုဟာပေါ့ spray နဲ့လာတာပေါ့တခြားနေရာတွေမှာလည်းတော်တော်များများရှိနေတော့ဒါသုံးလို့ရတယ်သူကကြတော့အင်းအကြည်ဆိုရင်အကြည်ရတော့ဘယ်လိုဖြစ်တော့အထက်နဲ့အောက်ပဲတော့အကြည်ကျန်တော့ပေါ့သူကကြတော့ပတ်လေးအကြည်အဲ့လိုပုံစံကွာတယ်ဟောအဲ့ဒီတော့ထိုင်ထားတဲ့ IC မတူတာလေးတစ်ခုအရင်ပြောပြမယ်သူကဘာလဲဆိုတော့သူက6208သူကကြတော့ S621 ဆိုတဲ့ IC လေးသူ့ကိုလိုက်ရှာကြည့်ရတော့သူကဒီဟိုဟာတွက်ကိုအထွက်အတွက်ကိုသူကကျူစီကိုသူကနှစ်ပေါက်စလုံးကိုလုတ်ပေးထားတယ်ကျူစီနှစ်ပေါက်စလုံးသွားပေးထားတယ်ပေါ့နော်ကျွန်တော်တို့ boost coin လေးတွေကတော့နှစ်ခုစလုံးက coin အရွယ်စားတော့တူတူလောက်ပဲ inverter ကတော့လေအကုန်တူတူလုတ်ပေးထားဘာလေးပို့ထူးကြတော့ဆိုတော့ကျွန်တော်တို့မီးပြောက်ထွန်းလို့ရမယ်ဗျာမီးတန်းလေးတွေသူပါထည့်ပေးထားဟော site ကတော့နည်းနည်းလေးပို့ပြီးတော့ကြီးလာတယ် site ကနည်းနည်းပို့ပြီးကြီးလာသူ့ထက်သူ့ရဲ့ USB ကဒီဘက်သူကရှိတယ်နောက် micro တွေအကုန်လုံးတော့ပါတော့ micro lightning သူကကျတော့ဒီဘက်အတွက်တင် USB အကြီးနှစ်ခုဒီဘက်က PD ပါတယ် Type C ပါမယ် micro ပါမယ်ဒါပဲသူ lightning တော့မပါတော့ဘူးပေါ့အဲ့တော့ C2 lightning ဂျိုးနဲ့ဆိုရင်တော့ iPhone လေးပါတယ်တော့ပါအဆင်ပြေတယ် spec တွေကတော့ဒါသူတို့တရုပ်ပုံစံတိုင်းသူတို့ရေးထားမှာပေါ့လေဒါကတော့ Type C output ဆိုရင် 5.3A 9ဖို့နောက်12ဖို့အထိ 1.67A အဲ့လိုမျိုးရတယ်ပေါ့ဒါဟာဆိုရင်တော့သူ QC3 ရတဲ့ဟာမျိုးပေါ့အမှန်တော့သူက18 watt IC တွေပဲများပါတယ်18 watt သုံးလို့ရတယ်ပေါ့18 watt QC3 ဆိုရင်သူ 3A ရပြီလေ5ဖို့အဲ့လိုမျိုးရေးထားတယ်ကြံတဲ့ဟိုတွဲဖို့တွေပါလေကျွန်တော်သုံးပြပေးမယ်တွဲဖို့ကိုလည်းတုံးတန်ကိုကျွန်တော် 1A set လိုမျိုးဆိုရင်တော့သုံးလို့ရနိုင်တယ်ပေါ့အဲ့တော့ capacity ကတော့ဒါကိုအဆင်ပြေသလိုထည့်မယ်နော်အဲ့လိုပုံစံလေးတော့လာအသားနာလေးလည်းမစိုးပါဘူးကော်သားလည်းကောင်းတယ်နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်စဆန်းဖို့လို့ဘက်ထရီထည့်ရမှာပေါ့နော်ဘက်ထရီထည့်ပြီးတော့ကျွန်တော်တို့ဒီကျူစီထဲမှာဒါပုံအောင်ပြောမယ်ဆိုလို့ရှိရင်ဘာကြံအောင်လဲဆိုတော့ဒီကျွန်တော်တို့ SW ဆိုတဲ့ IC နဲ့ကျူစီရတဲ့ဟိုဟာရှိနေသူကတော့အဲ့ဒါတော်တော်လေးရှင်းတတ်တယ် SWIC ကတော့ကျွန်တော်တို့သုံးပြီးသလောက်ပေါ့နော်ဒီ IPIC လေးရတော့တစ်ခါတလေဒီကောင်လေးရတော့ spare ရှိမှကိုအဆင်ပြေသလောက်နေပါပေါ့ဒါကတော့သုံးဘူးတဲ့လူတိုင်းလည်းသိတယ်ပေါ့နော်ဒီ SWIC ကတော့သူကဘာလဲဆိုတော့ကျူစီကတော့သူတပေါက်ပဲပေးတာသူကကျူစီတပေါက်ပဲပေးတယ် Type C ပါတယ် Type C ကလည်းသူ PD ရတယ်ကျူစီကတော့ဒီအနေအောင်ပြထားတဲ့ပေါက်လေးတစ်ပေါက်လေးဒါပေမဲ့ဒီကောင်က QC4 ကိုတကယ်သုံးလို့ကောင်းတဲ့အိမ်ကုန်မျိုးပေါ့ဒီအိမ်ကုန်ကလည်းဒါကျွန်တော်တို့ရှစ်လုံးတို့ကိုတခါတည်းဘက်ထရီကိုတန်းထည့်ပြီးတော့သုံးရုံပဲသူလည်းအဆင်ပြေတဲ့အိမ်ကုန်အမျိုးအစားထဲမှာပါတယ်သုံးလို့ကောင်းတယ်ပေါ့နော်ဒီကောင်လေးကလည်းအဲ့ဒါလေးပါကျွန်တော်တခါတည်းပြပြနေတယ်သူက IC 3မျိုးကတော့မတူခဲ့ဘူးအခုအသိရောက်တဲ့ဟိုဟာကိုလည်းပါတီအဓိကတော့ကျွန်တော်ဒီဟာကိုစမ်းပြမှာဒီဟာလေးတော့ကျွန်တော်ဟိုးအရင်ကလေးကဒီမှာရှိနေတဲ့ဟာလေးနဲ့ကျွန်တော်ရှင်းပြီးတော့ပြပေးတာเนาะအဲ့ဒီတော့သူ့ကိုကျွန်တော်တို့ထည့်ဖို့လို့